မှာဒါကတော့ဘတို့ယုံမှာခက်တဲ့ထဲရပါတော့လုံဝလိတ်ပွင့်အစိတ်အကျဲပုံစံအတဲ့အဟောင်းနှမျိုးထက်နေပုံစံအဟောင်းလို့ပြောတဲ့ဟာကိုအနက်ခံကိုအပြာပေါင်းတန်းပြီးတော့အနက်အတိုင်ဖောက်ကိုရောင်စုံတောက်လေးသူ့ရဲ့ရိုးရစစ်လို့ချအတိုင်းပဲပင်တိုင်ဆိုင်ခပ်ပိနေတဲ့ထဲကပေါ့နော်ဒီဟာကျတော့ဘတို့ဖီလွား၄ချောင်းနဲ့ရောဖီလွား၂ချောင်းနဲ့ရောခက်တယ်ဒါကတော့ဖီလွား၂ချောင်းနဲ့ပေါ့နော်ဖီလွား၂ချောင်းနဲ့ဒီမှာဖီလွား၂ချောင်းနဲ့ခပ်ပိထားတာ၂ချောင်းနဲ့ကော၄ချောင်းနဲ့ကောတူတူပဲဒါကတော့ဘတို့ရဲ့ရိုးရစစ်လို့ချအတိုင်းကိုမှပုံမှန်ခပ်ပိနေကြပေါ့နော်ဘလောက်ခက်ခက်လုံးဝမလောက်တဲ့ဟာတချို့တွေကတော့တီးတန့်ရိုးရတလိုင်းသွားတဲ့သူတွေကတော့ဒီအနက်ခံကိုလုံးဝအပြတ်မခံဘူးဒီလိုအပြည့်ကိုအနားဆွဲရောပေါ့နော်ဒါကတော့အပြည့်ကိုမှဘတို့ဘယ်လိုခေါ်မလဲဖီလွား2ချောင်းနဲ့ခပ်ပေးထားတယ်2ချောင်းနဲ့ကော4ချောင်းနဲ့ကောအတူတူပဲเนาะဆိုတော့ဒါကတော့လေဘတို့ပုံမှန်မပြတ်လုံးဝအကုန်လုံးလူကြီးလူငယ်အကုန်လုံးကြိုက်တယ်ပြီးရိုးရဆိုတာနဲ့ဒီလိုအနက်ခံကိုအပြာပေါင်းတာအနက်ခံကိုစင်ဆယ်ပေါင်းတာအနက်ခံကိုအစိမ်းပေါင်းတာကတော့ခက်ပေးနေကြ3မျိုးထဲကနေဘတို့အများဆုံးကင်တာတော့ဒီလိုအနက်ခံကိုအပြာပေါင်းတန်းလေးနဲ့ပို့ပြီးတော့ကင်တာပေါ့နော်ဒါဆိုရင်ဘတို့နှစ်တရာတိုင်းမုန်းပေါ်မှာချစ်ပိုလေးနဲ့ခတ်ပေးထားတယ်လက်ပွင့်ပုံစံအဟောင်းကိုဖီလွား2ချောင်းနဲ့ခတ်ပေးထားတာပဲဖြစ်တယ်ဆိုတော့ဒါကြတော့လေဘတို့ဘာကာလာခတ်တယ်ဆိုတာထက်ပေါ့နော်ဒီရိုးရအယောင်ပြီးရင်သူ့ရိုးရအတိုင်းပဲဝစ်ချင်တဲ့သူတွေကတော့ဒီအနက်ခံကိုမပြတ်ကြိုက်ကြတယ်လူကြီးလူငယ်မရွေးနဲ့လဲလိုက်တော့အနက်ခံတော့ဘလောက်ခက်ကလုံးဝပေါ့နော်လူကြိုက်အများဆုံးထဲမှာလုံးဝမပြတ်ဘူးပေါ့နော်ဆိုတော့ဒါကျတော့ထမိန်စားတော့ဘတို့ရဲ့ယုံမှာခပ်ပေးနေကြထုံးစာတိုင်းကိုမှာထမိန်စားကငကိုက်တထွာပေါ့နော်ဖြန့်ပြထားတာကဟိုးရှိဗီဒီယိုမှာတွေလည်းအများကြီးဖြစ်ပြီဆိုတော့မဖြန့်ပြတော့ဒီတိုင်းပဲမျိုးလုပ်ပေးမှာပေါ့နော်ထမိန်စားတော့ငကိုက်တထွာအင်ဂျီစားတော့ဘတို့ကအနက်ခံကိုဒီလိုအပြာပေါင်းတန်းအောင်မှပြောင်ကိုတကိုက်ခွဲပြီးအမိတ်ဆမှာဘာညာကလိကိုအမိတ်ကြောင်းလေးတစ်ကြောင်းလေးခတ်ပေးထားတဲ့တကိုက်ခွဲပေါ့နော်ဆိုတော့ဒါက1 set နှစ်တရာတိုင်းမင်းပေါ်မှာချစ်ပိုလေးနဲ့ခတ်ပေးထားတယ်ဒီလိုက2ချောင်းနဲ့ကော4ချောင်းနဲ့ကောအတူတူပဲတအုပ်ချင်းစီကို2သိန်း10အုပ်နဲ့အထက်မာတဲ့သူတွေကိုဆိုရင်တအုပ်ကို3,8500နဲ့ရောင်ပေးနေဆဲပဲပေါ့နော်ဆိုတော့ဘယ်ကလဲဘာညာလဲမင်းနေမှာဆိုလို့ပြန်ပြီးတော့ပြပြပေးတာအခုမြစ်ချနာနေမဟုတ်ပါဘူးမန်လေးကနေဖြန့်ပေးနေတာမန်လေးကနေလက်လီလက်ကဖြန့်ပေးနေတာမာတဲ့နေရအနံပို့ပေးရဲဆိုတော့အခုဒီအနက်ခံကကျတော့လေအသားဖြူဖြူညွညွပိန်ပိန်ဝအကုန်လုံးနဲ့လိုက်တယ်ပြီးကြလို့ရှိရင်သူရိုးရရောင်လည်းဖြစ်တဲ့အတွက်ကြောင့်မို့ရင်လေးလဲရတယ်kiss sun ဘာညာချဝစ်ချင်တယ်ဆိုလဲလာတယ်ပေါ့နော်ဒါကတော့လုံးဝလူကြီးလူငယ် all time favorite လုံးဝရိုးသွားတယ်ခင်တော့ကြောက်သွားတယ်ဆိုတော့မရှိဘူးဒီအနက်ခံကကြတော့ပေါ့နော်ကြိုက်တူလဲများတယ်ပြီးတခြားကလာဘာညာလုံးဝစဉ်းစားစရာမလိုဒီအနက်ခံကကျတော့လူတိုင်းနဲ့လိုက်ပြီးတော့ဝစ်လိုက်ရင်တဆင့်ကိုရဲ့အသားကလာတွေကလည်းပေါ့နော်လုံးဝလင်းသွားစီမယ်ပေါ့နော်ကိုအသားဖြူညွညွအကုန်လုံးနဲ့လိုက်တယ်ပေါ့နော်ဆိုတော့ဒီအနက်ခံကိုကြိုက်တဲ့သူဆိုရင်လာမလို့ရတယ်ဒါကတော့ပြင်တိုင်းစားအနက်ခံကိုဘုတို့ကဖီလွား2ချောင်းနဲ့ကော4ချောင်းနဲ့ကောမပြတ်ခတ်ပေးတဲ့ထဲကနေအခုပြပေးနေရကဖီလွား2ချောင်းနဲ့ဟာပေါ့နော်ဖီလွား4ချောင်းက2ချောင်းကအတူတူပဲဒါပုံစံအဟောင်းပေါ့နော်ဒီအနက်ခံကတော့အကုန်လုံးနဲ့လိုက်တယ်ပြီးရင်အသားဖြူဖြူမျိုးပိန်ပိန်ကိုကအကုန်လုံးရွေးနေစရာမလိုကွာသိမလားဆိုတော့တအုပ်ချင်းစီကိုအောက်ဆိုတာကအဘက1 set ကိုပြောတာနော်1 set တစ်စုံစာကိုတအုပ်လို့ပြောတာတအုပ်ချင်းစီကို2သိန်းရတယ်10အုပ်နဲ့အထက်ဝယ်မဲ့သူတွေကိုဆိုရင်ကတော့တအုပ်ကို3,8500လုံးနဲ့ရမယ်အုပ်90အသက်တစ်စေးအုပ်100ထက်တက်တစ်စေးရှိမယ်အခု install ပေါ့နော်စောင့်မနေချင်ဘူးဆိုတဲ့သူတွေကတော့ဒီဖီလွား2ချောင်းတော့အခု install 2အုပ်ရှိပါမယ်ဒီအနက်ခံပေါ့နော်ဆိုတော့မဆောင်ချင်ဘူးဆိုတဲ့သူတွေ install ရရင်တခါရဲဝယ်ချင်တဲ့သူတွေဆိုတော့အခု install ဒီဟာ2အုပ်ရှိပါမယ်တအုပ်ချင်းစီကို2သိန်းပါ10အုပ်နဲ့အထက်ယူတဲ့သူတွေတအုပ်ကို3,8500လုံးနဲ့ရမယ်ဆိုတော့ကိုကတကယ်လို့တကယ်ချင်းတွေနဲ့စုပေါင်းပြီးတော့10အုပ်မှာမယ်ဆိုရင်တအုပ်ကို3,8500လုံးနဲ့အရယူပေါ့နော်ဆိုတော့ဒါကဒိုင်မွန်ပေါ်မှာချစ်ပိုလေးနဲ့ခပ်ပေးထားတဲ့ liquid ပုံစံအဟောင်းလေးပဲဖြစ်တယ်ပုံစံအဟောင်းတော့အစ်စ်ကောရှိတဲ့ထဲမှာပုံစံအဟောင်းကိုဖီလွား2ချောင်းနဲ့လုပ်ပေးထားတာကိုပြပေးရပါတော့ဆိုတော့ဒါကိုဘလို့မပြတ်ခတ်တယ်4ချောင်းနဲ့ကော2ချောင်းနဲ့ကောကိစ္စမရှိအနက်ခံဖြစ်ပြီးရောဆိုရင်လည်းပို့ပြီးအဆင်ပြေပေါ့နော်မန်လေးကနေပို့လို့ရတဲ့နေရာမှန်တယ်မြပို့ပြီးရယ်ဆိုတော့မန်လေးက
ဖဲဝယ်တဲ့ချင်တဲ့သူတွေဆိုလဲပေါ့နော်အဲ့ရောက်ငွေချင်နေရတယ်ကျန်တဲ့မြို့တွေကတော့ငွေလုံးဝင်ပြီးမှပဲကားကြိတ်တော့မဟုတ် delivery app တွေပေါ့နော်အခုဒါလေး install နှစ်ထည်ရှိပါမယ်နော်မဆောင်ချင်ဘူးဆိုရင်ဒီအနက်ခံလေးနှစ်ထည်ရှိပါမယ်လို့နော်ပြောဖို့မေ့နေလို့ဒီဒါတောက်ချင်းစီကိုနှစ်ထည်ဟုတ်တယ်မလားဥပမာကိုကဒီ install ရှိရင်အုပ်ယူမယ်ဆိုရင်လည်းပေါ့နော်၄သိန်းကြမယ်ဆိုတော့အဘုကဒီ2025ကိုဒီ10နှစ်ပြည့်အနေနဲ့အဘုကကန်ဆန်းကူပွန်လုပ်ပေးထားတဲ့အတဲ့တင်3သိန်းဖို့ပြင်ကန်ဆန်းကူပွန်တစ်စောင်းလုံးလုပ်ပေးထားတယ်တိန်း100ဖို့အထည်ကိုမဲဖောက်ပြီးတော့မှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဘယ်လိုခေါ်မလဲအတဲ့တင်3သိန်းဖို့ပြင်ကန်ဆန်းကူပွန်တစ်စောင်းရတာကဒီဇင်ဘာ31ရက်နေ့ထိပဲရတော့မှာပေါ့နော်ဆိုတော့ဒီနေ့က29ရက်နေ့ဆိုတော့ဒီရက်ပဲကျမတို့လည်းကန်ဆယ်ကူပွန်အသက်တင်3သိန်းဖို့ပြည့်အောင်ယူရတဲ့ကန်ဆယ်ကူပွန်တစ်စောင်းရတာပေါ့နော်အဲ့ဒါမတိဘူးဖြစ်လိုက်မှာဆိုလို့ပြပြရပေါ့နော်ဆိုတော့ဒီအထယ်လေးအသက်တင်ပေါ့နော်3သိန်းဖို့ပြည့်အောင်အပေးတဲ့သူတွေဆိုကန်ဆယ်ကူပွန်တစ်စောင်း6သိန်းဖို့ဆိုရင်2စောင်းအဲ့လိုရပါမယ်ပေါ့နော်ကန်ဆယ်ကူပွန်ရမယ်ရက်ကလည်းဘို့ဒီ31ရက်နေ့ထိပဲလုပ်ထားပါတယ်ဆိုတော့ okay